Tagarama, that boat, that boat, and I tell you what he meant. Can I go to the charge of Jabba? Tap out there so they can not to the Outamashito, that the body people. But how we Jadawaha here? Then Agapo. Tenelu, Kanzata, Tenale, Pobilo, Tenaga, Pietro, Tenelu, Kanzata, Namashiro, or Paupiana Yoke, Kanzata, Denaya, the Tati Tibi, the Tati Chopa. Paupiana Yoke, Kanzata, Dena. So, Wadi, Tenaga, Pobi, Tenaga, Pietro. Down Naga, Pola, Yami, down Napola, or down Nelu, now, or Pieto Pola. Down Nali, Pido, down Nelu, Matama, Dovo. Down at the volley, Kanzati, that is the volley, Asa, a song like this, Homwayami, Eddie, but how we that the Vago, Asa, a song like this, Homway, Homway Tologia, but how we that the Vago, Wabi, Tenaga, Botena, Pietale, see like there, down up, Polado, down up, Pietwara, see like there, Tena, Botena, Pietwara, see like there. Tona po laro tona pietwara le ti like de jena po jena pietwara le ti like de auna po auna pietwara le ti like de kaita po ro kaita pietwara le ti like de edi lo patwita tawa ko chit like di lo asa le asong ti like bi so lo jan ho tawa ko song twa edi lo tawa ko so ta thai ne ne ai da sula thaw ta ba phit twa ba jaung le deဓာတ်ကြီးလေးပါရှိတဲ့နက်ကပထဝီဓာတ်တစ်ပါးကုန်ဆုံးသွားတယ်ခန္ဓာကိုယ်သုံးထားလိုက်တော့အစလည်းအဆုံးကိုတိုက်တော့ဆုံးသွားတော့အဲ့ဒီပုဂ္ဂိုလ်ကဘာနဲ့တူလဲတဲ့ဓာတ်တစ်ပါးကုန်ဆုံးသွားပြီဓာတ်တစ်ပါးကုန်ဆုံးသွားတော့ရောတဲ့ဓာတ်ကြီးလေးပါရှိတဲ့အနက်ကနောက်ကအာဘောလည်းပါတယ်တေဇောလည်းပါတယ်ဝါရောလည်းပါတယ်ဘာကြောင့်လဲတဲ့တင်းတဲ့အထက်မှာကြက်ထားလည်းပါတယ်ပူတာလေးလည်းပါတယ်တွန်းတာလေးကာနာလေးလှုပ်တာလေးလည်းပါတယ်ဗျအဲ့ဒီပထဝီဓာတ်တစ်ပါးကတင်းတာဥဆောင်လာလို့ပထဝီရဲလို့ပြောရနောက်ကအာဘောလည်းပါတယ်တေဇောလည်းပါတယ်ဝါရောလည်းပါတယ်အဲ့ဒီဓာတ်တစ်ပါးကိုအစအလေအဆုံးကိုသိလိုက်ပြီးတဲ့တင်းတဲ့သဘောလည်းသိလိုက်တယ်တောင်းတဲ့သဘောလည်းသိလိုက်တယ်အစအဆုံးထုံတဲ့သဘောလည်းသိလိုက်တယ်ကျင်းတဲ့သဘောလည်းသိလိုက်တယ်အောင့်လာတဲ့သဘောလည်းသိလိုက်တယ်ကြိုက်လာတဲ့သဘောလည်းသိလိုက်တယ်အဲ့ဒီဓာတ်တစ်ပါးကုံဆုံးသွားဩငါခန္ဓာပြတ်တော့မယ်ဆိုရင်ငါသေတော့မယ်ဆိုရင်ဒီရုပ်နဲ့ဒီနာဒီလိုပဲဖြစ်ပြီးဒီလိုပဲပြည့်ရမှာပါလားလို့အဲ့ဒီလိုသိလိုက်တယ်ဩပထဝီဓာတ်တစ်ပါးဆုံးသွားအဲ့ဒီလိုပထဝီဓာတ်တစ်ပါးဆုံးသွားတဲ့ပုဂ္ဂိုလ်အပြင်ဩငါခဏသေးကြည့်ပြီးပါပြီလားသေးပြီခဏယုံနာနှစ်ပါးတစ်ခါတည်းဖြစ်ပြီးတစ်ခါတည်းချုပ်သွားပြီဓာတ်တစ်ပါးကုံဆုံးသွားပြီဓာတ်တစ်ပါးကုံဆုံးသွားတော့ဘယ်လိုသိလိုက်ကြလဲတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာငါသေတော့မယ်ဆိုလို့ရှိရင်ဒီယုံနဲ့ဒီနာဒီလိုပဲဖြစ်လာမှာပါလားဒီလိုပဲဖြစ်လာရင်ငါဒီလိုပဲအသိကရမှာပါလားငါဒါနအားကိုလို့လည်းမရသီလအားကိုလို့လည်းမရဘာကူငါအားကိုရမှာလဲဘုရားကအတိတ်နဲ့အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဟောထားတဲ့အ내ကငါအတိတ်ကိုအားကိုလို့လည်းမရဘူးအတိတ်ဆိုတာပြက်သွားတဲ့ယုံနောက်တာအတိတ်တစ်ပါးမဖြစ်မရောက်သေးသောအနာဂတ်စိတ်ဆိုတာလည်းမမျောကိုနဲ့တမရှိသေးဘူးတဲ့မရောက်သေးဘူးတဲ့အာယုံမပြုတ်နဲ့တဲ့မရှိပညာကြီးအတိတ်ကိုလည်းမတွေးနဲ့တဲ့ပြက်သွားတဲ့ယုံနောက်တာအတိတ်တစ်ပါးဇာတိမဖြစ်ဒါနကိုလည်းငါအားကိုလို့မရကုသိုလ်ကိုလည်းလှမ်းပြီးတော့ငါအာယုံပြုလို့လည်းမရမရှိပညာကြီးပါလားရှိတဲ့သဘောကဘာလဲဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောနာယုတ်တာရှိပါလားငါသိရင်ဘယ်လိုအားကိုရမလဲစိတ်ကလေးဘယ်လိုထားသိရမလဲယုံနာဖြစ်လာပြီဆိုရင်ငါဒီလိုပဲအသိကပြီးတော့ဒီလိုပဲယုံနာနှစ်ပါးတထတိဖြစ်ပြီးတထတိငါချုပ်ရတော့မှာပါလားလို့ပြစ္ဆုတ်ပါအားကိုလိုက်အဲ့ဒီပုဂ္ဂိုလ်ဟာဒီမဲ့သတိမြဲသွားပြီအဲ့ဒီပုဂ္ဂိုလ်ကဘာလဲတဲ့သုလာသောတာပန်ဖြစ်သွားတယ်ဧကရိဇသုလာသောတာပန်နဲ့သတ္တခတ်တုသုလာသောတာပန်မဟုတ်ဘူးဓာတဘာကိုပုံစံအောင်သိလိုက်တာဓာတဘာကိုဘယ်လိုပုံစံအောင်သိလိုက်အနိစ္စသဘောလည်းသိလိုက်တယ်ဒုက္ခသဘောလည်းသိလိုက်တယ်အနတ္တသဘောလည်းသိလိုက်တယ်အဲ့ဒါပုံစံအောင်သိလိုက်တဲ့ဧကရိဇမဟာသောတာပန်တော့မဟုတ်ဘူးသုလာသောတာပန်ပဲရှိတယ်ဓာတဘာပုံစံအောင်သိလိုက်တယ်အဲ့ဒီပုဂ္ဂိုလ်ဟာဘာလဲတဲ့ဓာတဘာပုံစံပြီးအပယ်လွတ်သွားတယ်ဘာကြောင့်သေဂာနိဆဲဆဲသူကပြစ္ဆုတ်ပံဒါပဲအားကိုတော့အဲ့ဒါကြောင့်မလို့တထိုင်နဲ့လဲတကားတကမာများသဘာရှိရင်တထိုင်နဲ့အပယ်လွတ်တယ်လို့ပြောတာဘာကြောင့်လဲရုပ်ဝေဒနာအစလည်းအဆုံးကိုအတိလေးဆုံးတဲ့နေရာလေးရောက်သွားပြီဘုရားကဟောတာတဲ့ဥပဒေဖြီးတဲ့ပင်နဲ့အဲ့ဒီလိုဟောတာအစွန်းမြောင်ကြည့်တယ်ရုပ်ဝေဒနာအစအလည်းအဆုံးကိုရောက်သွားတော့အစွန်းမြင်သွားပြီဒုက္ခနဲ့ဒုက္ခဒါပါလားဒီသိသွားကာယသတိပဋ္ဌာန်ကနေပြီးဝေဒနာသတိပဋ္ဌာန်သိပြောင်းသွားဝေဒနာသတိပဋ္ဌာန်ကဝေဒနာတွေဓာတ်ကြီးလေးပါကုံဆုံးသွားတော့စိတ်ဓာတ်သတိပဋ္ဌာန်ရောက်သွားတယ်စိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဘူးတဲ့ပုဂ္ဂိုလ်ဘယ်တော့မှအပေလေးပါမသိတော့ဘူးပရမသစ္စာဖြစ်သွားတယ်
ဒီလိုမှမရောက်ဘူးတဲ့ပုံကောဟာဖြင့်ဘယ်သေကံကြီးဆက်ဆက်ငါတတ်မှာကြီးပေါ့ရုပ်ဝေဒနာအစအလည်းဆုံးအတိမှဆုံးတာမှသူမသိမှမသိပဲနံလေးကအပြင်မဲ့ထွက်မှာပေါ့သေကံကြီးဆက်ဆက်ကြတော့အာကိုစရာမရှိဘူးအာကိုစရာမရှိတော့အာကိုမိအာကိုရဘာလေးအာကိုလဲငါတို့လှူထားတာပဲဘယ်သွားမလဲလို့ဒီလိုဒါနကိုအာကိုတယ်ဖယားကတော့ဟောထားတယ်အတိတ်ကိုမတွေးနဲ့လှူထားတဲ့စေတနာဒီကံပဲကံတော့ပေါ်မှာပဲဒါနကတော့ရမှာပဲအဲ့ဒီပုရုษေများဟာဘာအာကိုလဲတို့လှူထားတာဘယ်သွားမလဲလို့ဒီလိုယူဆတို့ကုသိုလ်တွေပေါ့ဒီလိုယူဆလှူလိုက်တဲ့စေတနာကံကတော့ရတော့မှာပဲအဲ့ဒီတော့တရားဓမ္မများဒီကံတွေကတော့ရကြမှာပဲလို့အဲ့ဒီတော့နောက်ထပ်ဒါနကိုတို့လှူထားတာပဲလို့ပြန်ပြီးတော့တွေးလိုက်လို့ရှင်အတိတ်ကိုတွေးတယ်လို့ခေါ်တယ်အတိတ်စိတ်တို့လှူထားတဲ့ဒါနကုသိုလ်တွေရမှာပဲလို့ကုသိုလ်ကိုအာယုံလှမ်းပြုတ်လိုက်တဲ့ဥစ္စာမရောက်သေးဘူးကာမပေါ်သေးဘူးကာမပေါ်သေးတဲ့ဟာကိုအာယုံလှမ်းပြုတ်လိုက်တာအနာကပြစ္ဆုတ်ပံကိုတော့မသိတော့ဘူးမသိတော့အဲ့ဒီမှာအတိတ်နဲ့အနာကအာကိုတုံလောက်ပြီးအပဲဆင်းသွားတယ်ဒါကြောင့်ပုရုษေများဟာအပယ်လေးပါလွတ်နိုင်ဖို့ကအမတန်ခဲရင်ပါလေပြောဘာကြောင့်လဲတဲ့ပြစ္ဆုတ်ပံနာရုပ်ကိုမသိဘူးအဲ့ဒီတော့အခုလာရောက်တဲ့တရားဓမ္မတွေတထိုင်နဲ့ဟာအပယ်လွတ်အောင်ကြိုးစားပြီးတိုက်ကြပါလို့ဒါဓမ္မကုံစင်အောင်သိလိုက်ပြီဆိုလို့ရှိရင်ငါသိရင်ဟဲ့သပိတ်မှတော့ကြတယ်လို့သာသမီတွေမှားထားခဲ့နိုင်ပါလေသဘောပေါက်အောင်ပြောတာပါအဲ့ဒါဓမ္မကိုကုံစင်အောင်သိတဲ့သဘောကိုပြောပြတာအပယ်လွတ်ပုံကိုပြောပြအဲ့ဒီတော့ဒါဓမ္မကိုသိတဲ့စိတ်နော်ပထဝီဓာတ်ကိုကုံစင်အောင်သိလိုက်ရှင်းသဘောလဲကုံစင်အောင်သိလိုက်တယ်တောင်းသဘောလဲကုံစင်အောင်သိလိုက်တယ်ထုံသဘောလဲကုံစင်အောင်သိလိုက်တယ်တင်သဘောတောင်းသဘောထုံသဘောကျင်သဘောအောင့်သဘောကြိုက်သဘောအဲ့ဒီပထဝီဓာတ်တစ်ပါးကိုကုံစင်အောင်သိလိုက်တဲ့စိတ်ကလေးအစရဲ့အလေရဲ့အထုံရဲ့သိလိုက်တဲ့စိတ်ကလေးအဲ့ဒီစိတ်ပြောတာကုံစင်အောင်သိလိုက်ပြီသူကလည်းပြစ္ဆုတ်ပါအားကိုလိုက်ပြီတရင်ကယုံနာချုပ်ကုန်ပြီချုပ်ကုန်တော့တရင်ကမဲ့လည်းရသွားပြီရုပ်ဝေဒနာအစလည်းအဆုံးလည်းသိလိုက်ပြီဥပဖြီးပင်ဆိုတာဘင်ဆုံးကိုလည်းမြင်လိုက်ပြီဒုက္ခနဲ့ဒုက္ခကိုလည်းသိလိုက်ပြီစိတ်ကလေးပြောတာနော်ခန္ဓာကိုယ်ကရှာတဲ့ပထဝီဓာတ်ဤသဘောကိုအနိစ္စသဘောနဲ့ဒုက္ခသဘောအနတ္တသဘောကိုလည်းလက္ခဏာကြီးသုံးပါးတဲ့ဒီဓာတ်တစ်ပါးတည်းကနေပြီးတော့အကုန်သိလိုက်ဘယ်လိုသိလိုက်လဲဩတင်းတဲ့ဘဝကတစ်မျိုးတောင်းတဲ့ဘဝကတစ်မျိုးထုံတဲ့ဘဝကတစ်မျိုးကျင်တဲ့ဘဝကတစ်မျိုးအောင့်တဲ့ဘဝကတစ်မျိုးကြိုက်တဲ့ဘဝကတစ်မျိုးခဏပြည့်ခဏပြက်နေတဲ့ယုံနာပါလားဒီယုံနဲ့ဒီနာအနိစ္စသဘောပါလားဒီယုံနဲ့ဒီနာဖြစ်လာရင်ဝေဒနာတွေပါလားဒုက္ခတရားကြီးပါလားဖြစ်ပြနေတဲ့ယုံနာကလည်းအနိစ္စသဘောကလည်းဒီယုံနဲ့ဒီနာဖြစ်ပြနေတဲ့ယုံနာကလည်းဝေဒနာတွေပါလားဒုက္ခတရားကြီးပါလားဒီယုံနဲ့ဒီနာသူသဘောနဲ့သူဖြစ်လိုက်ပြက်လိုက်နဲ့နေတာသူသဘောသာရှိပါလားပူရာကလည်းသူသဘောတင်းနာကလည်းသူသဘောသူဆောင်နေတဲ့ယုတ်ဓမ္မအနန္တမပါလားလို့အနိစ္စဒုက္ခအနတ္တဟောဒီဝေဒနာဘောမြင်လိုက်လက္ခဏာသုံးပါးလည်းမြင်လိုက်အဲ့ဒီလိုမြင်လိုက်တော့တခါတည်းအပယ်လွတ်တာဘာကြောင့်လဲဒါတစ်ပါးကိုအစအလေအဆုံးကိုသိလိုက်တာအဲ့ဒါပါလေဧကပိစသုလာသောတာပန်ကိုခေါ်တယ်အဲ့ဒါသက္ကာရကမများအပယ်လေးပါလွတ်တဲ့စိတ်ကိုပြောပြအဲ့ဒါကဒါတစ်ပါးကိုကုံစင်အောင်သိတဲ့စိတ်နော်အဲ့ဒီစိတ်ကလေးကနေပြီးတော့အဲ့ဒီစိတ်တဲ့မြင့်မြတ်တဲ့စိတ်ကိုပြောင်းကြအောင်အခုစိတ်ကဒါတစ်ပါးကိုကုံစင်အောင်သိတဲ့စိတ်နောက်ဟာအဲ့ဒီကြားတဲ့ကိုရောက်သွားတယ်ဥမာဓာတ်ကြီးလေးပါကိုကုံစင်အောင်သိတဲ့စိတ်ဘာကြောင့်လဲတဲ့ခန္ဓာကိုယ်တမာရီကလည်းကောင်းလာတဲ့စိတ်ကဒါတစ်ပါးကုံစင်အောင်ရုပ်ဝေဒနာအစအလေအဆုံးကိုသိပြီးတော့ဆုံးသွားတော့အတိလေးဆုံးသွားတဲ့နေရာလေးရောက်သွားတော့ကုံစင်အောင်မဲ့နောက်လိုက်တော့တယ်အဲ့ဒီတော့ပထဝီတက်လာပြန်တော့လဲအစအလေအဆုံးလိုက်တယ်အာဘောဓာတ်တက်လာပြန်တော့လဲကြက်ထာကြီးပေါ်လာတော့ကြက်ထာအစအလေအဆုံးဖွဲ့စည်းတာပေါ်လာတော့ဖွဲ့စည်းတာအစအလေအဆုံးယိုစည်းတာပေါ်တယ်ယိုစည်းတာအစအလေအဆုံးနေလိုက်ပူရာပေါ်တော့ပူရာအစအလေအဆုံးအေးရာပေါ်တော့အေးရာအစအလေအဆုံးလှုပ်ထာပေါ်တော့လှုပ်ထာအစအလေအဆုံးတွန်းနာပေါ်တော့တွန်းနာအစအလေအဆုံးကာနာပေါ်တော့ကာနာအစအလေအဆုံးဟောဓာတ်ကြီးလေးပါကုံစင်အောင်သိလိုက်အဲ့ဒီဓာတ်ကြီးလေးပါကုံစင်အောင်သိလိုက်တဲ့စိတ်အဲ့ဒါကဘာလဲတဲ့ခုနတုန်းကစိတ်ကလေးကဓာတ်တစ်ပါးကိုကုံစင်အောင်သိတာပထဝီဓာတ်တစ်ပါးကိုကုံစင်အောင်သိလိုက်တဲ့စိတ်အခုဓာတ်ကြီးလေးပါးကိုကုံစင်အောင်သိလိုက်တဲ့စိတ်ဘာကြောင့်လဲတဲ့ပထဝီသဘောနဲ့သိလိုက်တယ်အာဘောသဘောနဲ့သိလိုက်တယ်တေဇောသဘောနဲ့သိလိုက်တယ်ဝါယောသဘောနဲ့သိလိုက်တယ်တွန်းသဘောတွေကံသဘောတွေမြင်ဝက်ပြပြနေတဲ့သဘောတွေခန္ဓာကိုရှာလိုက်တော့အကုန်သိလိုက်တယ်ကုံစင်အောင်သိလိုက်တယ်ဓာတ်ကြီးလေးပါးကိုဓာတ်ကြီးလေးပါးကိုကုံစင်အောင်သိလိုက်တော့ခဏပြက်နေတဲ့ယုံနာကိုလည်းသိတယ်သိလာတော့အဲ့တော့ခုနဓာတ်တစ်ပါးကိုကုံစင်အောင်သိတဲ့စိတ်ကအခုတခါစိတ်ကတခါပြန်ပြီးတော့ဓာတ်ကြီးလေးပါကုံစင်အောင်သိတဲ့စိတ်ကစိတ်ချင်းတူလို့လားအသိရင်းလက်တူလို့လားအသိစိတ်ကလေးကြောင်းသွားတာနော်စိတ်ကိုပြောတာနော်စိတ်ကိုနာကြဦးဇင်းကကိုယ်စိတ်ကိုစစ်လာလို့ပြောတာအဲ့ဒီဓ
ဓာတ်ကြီးလေးပါကုံစင်အောင်သိလိုက်တဲ့စိတ်ကမစ္စည်းမလို့ခေါ်တယ်အလေလေးအလေမဟာသောတာပန်ဈာနဲ့မဟာသောတာပန်နဲ့သုလသောတာပန်ဈာလေးကိုရောက်သွားလို့ကြာအဲ့ဒါမစ္စည်းမလို့ခေါ်တာနော်ပညာကတော့ခေါ်တယ်လို့ခေါ်မှန်သလားလည်းမမှန်ဘူးမစ္စည်းမလည်းမမှန်ဘူးခလေကိုစိတ်ကလေးတွေသဘောလေးတွေကိုပေါက်ပေါက်အောင်အဲ့ဒါပြောတာအဲ့တော့ဓာတ်ကြီးလေးပါကုံစင်အောင်သိလိုက်တဲ့စိတ်ကိုပြောတာနော်အဲ့တော့ပထဝီဓာတ်လည်းကုံစင်အောင်သိလိုက်တယ်အာဘောဓာတ်လည်းကုံစင်အောင်သိလိုက်တယ်ဝါယောဓာတ်လည်းကုံစင်အောင်သိလိုက်တယ်တေဇောဓာတ်လည်းကုံစင်အောင်သိလိုက်တယ်ဓာတ်ကြီးလေးပါအစအလယ်အစုံကုံစင်အောင်သိလိုက်တဲ့စိတ်အဲ့ဒါကမစ္စည်းမသောတာပန်ကိုခေါ်တယ်သူတို့ကလည်းအပယ်မလို့လားသားပယ်လွတ်တာပေါ့သူကလည်းဟိုဓာတ်တစ်ပါးကုံစင်အောင်သိတဲ့ပုံကိုတောင်လွတ်သေးတာသူကသဘောပေါက်သွားအဲ့ဒီလိုဓာတ်ကြီးလေးပါကိုကုံစင်အောင်သိလိုက်တဲ့စိတ်ကနေပြီးတော့ဓာတ်ဒီကိုပေါက်သွားပြီပထဝီဓာတ်လည်းသိပြီအာဘောဓာတ်လည်းသိပြီတေဇောဓာတ်လည်းသိပြီဒါဥပဇင်ကျင့်လာတဲ့တရားအသိတွေကိုပြောတာနော်သူများရတာပြောတာမဟုတ်ကိုရှုလာတဲ့တရားတွေကိုတရားဓမ္မများနောက်လောက်တတ်ဖို့လို့ပြောတာအဲ့ဒါဓာတ်ကြီးလေးပါကုံစင်အောင်သိလိုက်တဲ့စိတ်ဓာတ်ကြီးလေးပါကုံစင်အောင်သိလိုက်တော့ဘယ်လိုဖြစ်လာလဲဓာတ်ကြီးလေးပါဘောကဓာတ်သဘောကိုသိလိုက်ဓာတ်သဘောကိုဘယ်လိုသိလဲပထဝီသဘောနဲ့သိလိုက်တယ်အာဘောဤသဘောနဲ့သိလိုက်တယ်တေဇောဤသဘောနဲ့သိလိုက်တယ်ဝါယောဤသဘောနဲ့သိလိုက်တယ်လက္ခဏာမြင်လာပြီဓာတ်သဘောနဲ့သိဘယ်လိုဓာတ်သဘောသိလဲပထဝီသဘောဤခဲမှာပထဝီနုညာပထဝီမာပထဝီလေးပထဝီလို့ဒီလိုစာတွေကဆိုအဲ့ဒီခန္ဓာမှာဓာတ်ကြီးလေးပါဤလက္ခဏာသဘောဟာဖြင့်ပထဝီဓာတ်တစ်ပါးကိုအကြောင်းအကျိုးပြန်ရှာဩနုညာပထဝီဟာဘာကြောင့်နုညာရသလိုဒီလိုပြန်ရှာရတယ်စာတွေကဆိုတာကိုစာတွေကနုညပထဝီခက်မှာပထဝီမာပထဝီလို့ဒီလိုဆိုတယ်ခန္ဓာမှာရှားလိုက်တော့နုညပထဝီတွေ့နေပြီနုညသိမ်ဝဲတဲ့သဘောတရားလေးတွေ့နေပြီတွေ့နေတော့ဒီနုညပထဝီကဘာကြောင့်နုညနေရဟုတ်ဒီလိုပြန်ရှာအကြောင်းပြန်ရှာအကြောင်းပြန်ရှာသဘောကိုတွေ့သဘောပေါက်လာဘယ်လိုပေါက်လာလဲကျုံမှုများဟာရေနဲ့ဖြော်လိုက်လို့ရှိရင်ဖြစ်ခဲသွားလို့ရှိရင်ကျုံမှုကြိုက်ကြည့်လိုက်နုညနေပဲသဘောတရားလေးပါလားပထဝီဓာတ်နဲ့အာဘောဓာတ်နဲ့မိစ္ဆကဓာတ်ပါလားတေဇောဓာတ်နဲ့ဝါယောဓာတ်နဲ့မိစ္ဆကဓာတ်ပါလားအခုဟာကပထဝီဓာတ်နဲ့အာဘောဓာတ်နဲ့တက်နေတဲ့ဥစ္စာနုညပထဝီဖြစ်နေပါလားနုညပထဝီကိုသဘောကိုသိလားမိစ္ဆကဓာတ်ချင်းတက်နေလို့အာဘောနဲ့ပထဝီတက်နေလို့နုညပထဝီဖြစ်နေပါလားနုညပထဝီကနေပြီးမာပထဝီတင်းပထဝီထုံပထဝီကြိုက်ပထဝီအောက်ပထဝီဘာကြောင့်ဖြစ်ရတယ်လဲဆိုအကြောင်းတကားပြရှာမိစ္ဆကဓာတ်ချင်းတက်လာတော့နောက်ကမိစ္ဆကဓာတ်ချင်းနှစ်ပါးတက်လာပြန်ပါလားဘယ်လိုတက်လာလဲတေဇောတက်ကတက်လာတော့အာဘောခွက်ထိပေးနေတဲ့ဥစ္စာတေဇောကနေပြီးလောင်ကျွမ်းပေးနေပါလားကျက်စီတတ်အောင်လောင်ကျွမ်းပေးနေပါလားကျက်စီတတ်အောင်ဘာလို့လောင်ကျွမ်းပေးနိုင်တော့နောက်ကဝါယောကလည်းတွန်းနေပါလားလို့ပြီးတော့တွန်းပေးဓာတ်ကြီးလေးပါဤလက္ခဏာသဘောဟာဖြစ်မာပထဝီတင်းပထဝီထုံပထဝီအောက်ပထဝီကြိုက်ပထဝီဖြစ်ရခြင်းဟာဖြစ်ပထဝီဟာအာဘောကဖွဲ့သိပြီပထဝီမုံလေးအာဘောကဖွဲ့သိပြီတေဇောကလောင်ကျွမ်းပြီးကျက်စီအတတ်အောင်လောင်ကျွမ်းပြီးဝါယောကတွန်းကံပေးလိုက်ခြင်းကြောင့်မို့လို့ဓာတ်ကြီးလေးပါတစ်ထပ်ထိဖြစ်ပြီးနောက်ကမိစ္ဆကဓာတ်ချင်းတက်နေလို့မာပထဝီတင်းပထဝီထုံပထဝီအောက်ပထဝီကြိုက်ပထဝီဖြစ်ရပါလားဓာတ်ကြီးလေးပါသဘောပေါက်သွားတယ်အဲ့ဒါဓာတ်သဘောကိုပေါက်တာအဲ့ဒီဓာတ်သဘောပေါက်သွားတော့တရားဓမ္မများဓာတ်ပေါက်ရင်ဒီမဲ့အထက်ရောက်သွားလိမ့်မယ်ခန္ဓာကိုယ်သေးသေးချာချာဓာတ်ပေါက်တယ်ဆိုတဲ့ကငါဆိုတဲ့ဥစ္စာမရှိတော့ဘူးဓာတ်သဘောတွေပြီးသွားတယ်ဓာတ်ပေါက်သွားပြီအဲ့ဒီဓာတ်တရားတွေကိုတွေ့သွားတော့ပြန်ပြီးတော့ရှာတယ်ပထဝီအကြောင်းအကျိုးတွေပါလားဒီလိုမြင်လားဘယ်လိုမြင်လာလဲအကြောင်းအကျိုးပထဝီကလည်းမာမှုတင်းမှုထုံမှုဆိုတာသူ့သဘောနဲ့သူမာခြင်းလက္ခဏာကလည်းသူ့သဘောနဲ့သူပါလားဖွဲ့စည်းခြင်းလက္ခဏာကလည်းသူ့သဘောနဲ့သူပါလားကျက်စီတတ်တဲ့သဘောကလည်းတေဇောဆိုတာကလည်းကျက်စီတတ်တဲ့သဘောလားရှိပါလားဝါယောဆိုတာကလည်းတွန်းတဲ့သဘောလားကန်တဲ့သဘောလားရှိပါလားမြင်ဝိပြရတဲ့သဘောသူ့သဘောသူထောင်တဲ့ဓာတ်ပါလားအဲ့တော့ပထဝီကလည်းသူ့သဘောသူထောင်တယ်အာဘောကလည်းဖွဲ့စည်းပေးတဲ့သဘောသူထောင်တယ်တေဇောကလည်းကျက်စီတတ်တဲ့သဘောသူသဘောသူထောင်ပါလားဝါယောကလည်းတွန်းတဲ့သဘောကန်တဲ့သဘောမြင်ဝိပြရပြီးတော့ငြိမ်သက်နေတဲ့သဘောသူ့သဘောသူအသေးသေးထောင်တဲ့ဓာတ်ပါလားဓာတ်သဘောသိအဲ့ဒီတော့မှအကြောင်းကျိုးတခါပြန်ရှာလိုက်တဲ့အချိန်ခါကျတော့ပထဝီမုံကြီးအကျိုးတရားကြီးလားပထဝီမုံကြီးအကျိုးတရားကြီးလေ
ပထဝီမုံအကျိုးတရားကအကြောင်းပြန်လိုက်တော့အာဘောကအကျိုးတရားပါပါအာဘောအကျိုးတရားကအကြောင်းပြန်လိုက်တော့တည်သောအကျိုးတရားပါပါတည်သောအကျိုးတရားကအကြောင်းပြန်လိုက်တော့ဝါရောအကျိုးတရားပါလားဟောအကြောင်းနဲ့အကျိုးနဲ့ပါဟာအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ဓာတ်ကြီးလေးပါပါလားသူတို့ဟာသူသဘောသူဆောင်းနေတဲ့ဥစ္စာကပထဝီရှိရင်အာဘောဆိုတာကသူကမိစ္ဆကဓာတ်ချင်းရှိပါလားမိစ္ဆကဓာတ်ချင်းတက်လာလို့ရှိရင်နောက်ကတည်သောနဲ့တက်စီတတ်တဲ့သဘောလည်းပါပါလေညာဝါယောကလည်းတွန်းခံတဲ့သဘောပါလားအကြောင်းအကျိုးဖြစ်နေတဲ့ဓာတ်ကြီးလေးပါပါလားလို့ဟောတတ်ပေါ့ကွာအဲ့ဒီလိုဓာတ်သဘောကိုခန္ဓာကိုသိသိချာချာရှာရသိသိချာချာရှာရလို့ရှိရင်ဖြစ်ပြင်အပြင်မဲ့ရှာဖို့မလိုဘူးခန္ဓာသဘောပေါက်ဖို့အရေးကြီးအဲ့ဒီဓာတ်သဘောကိုဓာတ်ကြီးလေးပါလက္ခဏာသဘောတရားတွေကိုသိသိချာချာသဘောပေါက်သွားရင်ဟောဓာတ်သဘောဓာတ်ဆောင်နန္တကလည်းပဲလို့လေဟောနန္တကလည်းဒုက္ခနဲ့ဒုက္ခနှစ်ပါးခံစားနေပါလားနာငါလည်းနာငါလည်းဘယ်လိုလဲဒုက္ခဒုက္ခနှစ်ပါးခံစားတယ်နာအကြောင်းရုပ်အကျိုးဓာတ်ကြီးလေးပါအကြောင်းအကျိုးမြင်တော့နာအကြောင်းရုပ်အကျိုးလည်းမြင်လာရုပ်အကြောင်းနာအကျိုးလည်းမြင်လာတယ်အဲ့ဒီတော့နာအကြောင်းရုပ်အကျိုးသိသိချာချာသဘောပေါက်အောင်တရားဓမ္မများနာကြတချို့ယုံနာကွဲတယ်ယုံနာကွဲတယ်လို့ပြောတယ်ဒါအခုတရားဓမ္မများယုံနာကွဲတဲ့သဘောကိုကွဲတယ်ခန္ဓာကိုဓာတ်ကြီးလေးပါအကြောင်းအကျိုးကိုမြင်လိုက်တဲ့အချိန်ခါယုံနာကွဲလာဘယ်လိုကွဲလာလဲဩနာယုတ်ကိုလည်းသိတယ်ယုံနာကိုလည်းသိတယ်နာယုတ်ကဘယ်ယုံနဲ့ဘယ်နာလဲယုံနာကဘယ်ယုံနဲ့ဘယ်နာလဲဆိုတာဟုတ်တာဘုရားကဟောထားတယ်နာယုတ်ယုံနာအကြောင်းအကျိုးတွေနော်အကြောင်းအကျိုးနဲ့အင်းလို့ဘာမှမဖြစ်ဘူးအဲ့ဒီတော့ခန္ဓာကိုသုံးလိုက်တဲ့အချိန်ကအော်နာဟာဒုက္ခဒုက္ခနှစ်ပါးခံစားတတ်တယ်နာမလားဆိုတော့အကြောင်းအကျိုးမြင်လာဒုက္ခခံစားလိုက်တာကနာယုတ်ဒုက္ခခံစားလိုက်တာကယုံနာဒုက္ခဆိုတာဘယ်လိုခံစားတယ်အပြင်အာရဏအသင်ရဲ့အသံရဲ့အနံ့ရဲ့ရတာရဲ့အတွေ့ရဲ့ဓမ္မရဲ့အဲ့ဒီအပြင်အာရဏကိုအာယုံ6ပါးနောက်ကိုလိုက်ပြီးခံစားလိုက်တာကိုဒုက္ခဝေဒနာမြင်တာယုတ်လို့ဘုရားကဟောတယ်မြင်တာပါမြင်တယ်ရုပ်ကိုမြင်တာတချို့ကဝေဒနာယုတ်ကြီးခေါ်တယ်ယုတ်မှမသိနာမှမသိနာယုတ်ကိုလည်းမကွယ်ဘူးယုတ်နာလည်းမကွယ်ဘူးအဲ့ဒီတော့ဘုရားရှင်ကိုတော်မြတ်ကြီးကအကြောင်းတရားအကျိုးတရားတဲ့မဟာဘုဒ္ဓကြီးလေးပါဖောက်ပြန်လာတဲ့သဘောကြပြီဆိုနာငါဝေဒနာခံစားလိုက်တယ်ခံစားလိုက်တဲ့ဒုက္ခဝေဒနာခံစားလိုက်ပြီးဩခံစားစေတာအကြောင်းဖောက်ပြန်စေတဲ့ဝေဒနာကအကျိုးဩဒါကနာယုတ်ပါလားပရမတ္ထသဘာဝယုတ်သဘာဝနာပါလားဒါကနာပြက်လို့ဟောပါလားနာဘုရားကဝေဒနာဒီနာလို့ဟောတာနာတွေ့ပြီဒီမှာနာပြက်ကိုမြင်ပြီဒုက္ခဝေဒနာလည်းသိပြီဩဖောက်ပြန်တဲ့သဘောမဟာဗုဒ္ဓကြီးလေးပါဖောက်ပြန်လာပြီဆိုနာငါဝေဒနာခံစားလိုက်ပါလားခံစားစေတတ်တာကအကြောင်းတရားဖောက်ပြန်စေတာကအကျိုးတရားဩဒါကအကြောင်းနဲ့အကျိုးဒါကနာယုတ်လို့ခေါ်ပါလားနာယုတ်ကိုသိသွားပြီနာယုတ်ဆိုတာကဩဖောက်ပြန်တဲ့သဘောကလည်းကင်ပြလို့မရခံစားစေတတ်တဲ့သဘောတရားလေးကလည်းနာငါလည်းကင်ပြလို့မရအကြောင်းအားလျော်စွာရုပ်ဖောက်ပြန်လာမှသာလျှင်ခံစားစေတတ်တဲ့အကြောင်းတရားတွေပေါ်လာတဲ့သဘောတရားနာငါလည်းကင်ပြလို့မရရုပ်ကလည်းကင်ပြလို့မရဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောတရားလေးပါလားသဘာဝလက္ခဏာသာမြင်ညတာရှိပါလားလို့နာအကြောင်းရုပ်အကျိုးနာရုပ်ပါလားလို့နာရုပ်သိသွားတယ်အဲ့ဒီလိုနာရုပ်ကွဲရမယ်ယုံနာကဘယ်လိုပဲယုံနဲ့ဘယ်နာတော့ဩခန္ဓာကိုယ်ကြီးကိုမျက်စိကပတိမျက်စိကဖွင့်ကြည့်တာဘာလို့မြင်လဲအာတုဝယုတ်တရားကြီးကိုမြင်ပါလားရုပ်ရဲ့မျက်စိပတာရအကြည့်ရုပ်ကဘယ်ကိုမြင်လဲအသင်ကိုမြင်လိုက်တယ်အသင်အာတုဝယုတ်ကြီးကိုမြင်လိုက်တယ်မြင်ပြီးမှရုပ်ချင်းထိကြိုက်ပြီးမှသာလဲဖတ်တာဖြစ်ပြီးဒီလုံနံတရားခံစားလိုက်တယ်ဩရုပ်ကအကြောင်းတရားနာငါအကျိုးတရားပါလားမြင်တာကရုပ်မြင်တာကရုပ်ကအကြောင်းတရားခံစားရုပ်ကိုမြင်ပြီးမှခံစားလိုက်တာဒုက္ခဝေဒနာခံစားလိုက်တာကနာအကျိုးတရားဒါကရုပ်ကိုမြင်ပြီးမှနာငါခံစားစေတတ်တာကရုပ်ကအကြောင်းတရားနာငါအကျိုးတရားဒါကရုပ်နာပါလားခံစားစေတတ်တဲ့ဖောက်ပြန်တဲ့သဘောရဲ့ခံစားစေတတ်တဲ့သဘောရဲ့ဒါကနာယုတ်မြင်တာခံစားလိုက်တာကယုတ်နာပါလားဟောနာယုတ်ကိုလည်းသိလိုက်ပြီးယုတ်နာကိုလည်းသိလိုက်ပြီးအပိုင်းပြတ်ကွဲသွားပြီအဲ့ဒီလိုနာယုတ်ကွဲမှတရားဓမ္မများသာတဲ့မှာတော့နာမရူပပြိစ္ဆေဒဉာဏ်အဲ့ဒီလိုမှကွဲတာမြင်တာယုတ်သိတာနာပြောလို့မရဘူးခန္ဓာကသဘာဝလက္ခဏာကိုကွဲမှနာယုတ်ကိုလည်းသိမှယုတ်နာကိုလည်းသိမှ
နာယုတ်ကဘယ်နာနဲ့ဘယ်ယုတ်လဲယုတ်နာကဘယ်ယုတ်နဲ့ဘယ်နာလဲလို့ဒီလိုပရမတ်မှတ်ကြောက်တိုက်လိုက်ပြီဆိုရင်လေးမကြောနိုင်တော့ဘူးတော့ပြောတောင်ပြောတော့မဟာဗုဒ္ဓကြီးလေးပါဘူရိယုတ်တွေလာလေဒါတွေကတော့လူတိုင်းလို့သိအဲ့ဒီတော့ခန္ဓာကြာလိုက်ပြီဆိုတော့ဝိပဿနာယောဂီပုဂ္ဂိုလ်တွေဥပဒေသိတာပြောခဲ့တာနော်အဲ့တော့ဒီလိုမြင်လာခဲ့ပါလေနာယုတ်ကိုလည်းဒီလိုကွဲလာခဲ့ယုံနာကိုလည်းဒီလိုကွဲလာခဲ့ပါလေဥပဒေခန္ဓာဒီလိုရှားလို့ဒီလိုကွဲလာတော့ဗဟိတကြာပြန်တော့လေအပိုင်းပြတ်ကြီးကွဲနေတယ်မြင်တာကိုဒုက္ခဝေဒနာကိုသိဘယ်လိုသိနေလဲအကြောင်းကျိုးသိနေတာလားဟုတ်ဘယ်လိုသိထားလဲခန္ဓာကိုယ်ကဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောမြင်တဲ့အတုပသဘောအသင်ယုတ်ကြီးကဒုက္ခဝေဒနာဒုက္ခဝေဒနာယုံနာကွဲတော့နာငါလည်းဒုက္ခနှစ်ပါးခံစားတတ်တယ်နာငါလည်းသတ္တပါလားဖောက်ပြန်တဲ့သဘောကလည်းမဟာဗုဒ္ဓကြီးလေးပါဖောက်ပြန်တဲ့ယုတ်ကလည်းသတ္တပါလားမြင်တဲ့အတုပယုတ်ကြီးကလည်းသတ္တပါလားသူသဘောသူဆောင်နေတဲ့နန္တကလည်းဒုက္ခနှစ်ပါးခံစားတတ်တဲ့နာသတ္တဖောက်ပြန်နေတဲ့သဘောတွေကလည်းတင်သဘောတောင်းသဘောထုံသဘောအောင်သဘောကြိုက်သဘောဒါတွေကလည်းသတ္တပါလားဓာတ်ကြီးလေးပါဖောက်ပြန်နေတဲ့သဘောကလည်းသတ္တမြင်နေတဲ့ယုတ်တရားကြီးကလည်းအတုပယုတ်ကြီးကလည်းသတ္တပါလားအဲ့ဒီလိုမြင်သတ္တစီကွဲတော့အဲ့ဒီလိုသတ္တစီကွဲနေပြီဆိုရင်ဗဟိတကြပြန်တော့လဲသုံးဌာနကွဲပြန်ပြီဘယ်လိုသုံးဌာနကွဲမလဲတဲ့မျက်စိတခြားအသင်တခြားသိတာတခြားဖြစ်သွားကုန်ပြီအလံတခြားနာတခြားသိတာတခြားအနံတခြားနှာခေါင်းတခြားသိတာတခြားလျှာတခြားရတာတခြားသိတာတခြားကိုယ်တခြားအတွေ့တခြားသိတာတခြားမနောတခြားဓမ္မတခြားသိတာတခြားယုံနာကွဲဖို့အပိုင်ပြကဲအဲ့ဒီလိုကွဲတော့ဈာကာလရသွားအဲ့ဒီလိုကွဲသွားပြီဆိုတော့သစ္စာတသဏ္ဍာန်ကယုံနာကွဲမှဗိဓာကွဲမြင်တာယုတ်သိတာနာတော့ဒီလိုပြောလို့မရဘူးအဲ့ဒီလိုအပိုင်ပြကွဲမှမြင်တဲ့အပေါ်မှာယုံနာကွဲရင်အပယ်လွတ်တယ်လို့ဘုရားကဟောတာအဲ့ဒီလိုဟောထားတော့မြင်တဲ့အပေါ်မှာအသိစိတ်တွေဟာဖြစ်ယုံနာပါလားဒုက္ခနှစ်ပါးခံစားပါလားဆိုတော့အတိတ်ကပြုတ်ထားတဲ့ကံနေမရှိတော့အဲ့ဒါကယုံနာကွဲတဲ့သဘောကိုအကြောင်းကျိုးမြင်တဲ့သဘောကိုပြောတာတရားဓမ္မများအဲ့ဒီတော့ခန္ဓာယုံနာကွဲသွားတော့ဗဟိတကြာပြန်တော့ယုံနာအပိုင်းပြသုံးဌာနကြီးကွဲတယ်အစ္ဆဒတဏ္ဍာနဲ့သုံးဌာနကွဲဈာကာလာရိယတာသေဂာနိစေစေကြီးဒီဈာကာလာလေးပဲဝင်တော့ဝေဒနာတဏှာမကူတော့ဘူးသတ္တစီဖြစ်နေလို့အဲ့ဒါကြောင့်မလို့အပယ်လေးပါလွတ်တယ်လို့ပြောတာဈာကာလမှမရတော့ဝေဒနာနာရာကြီးသိရင်၄ဘက်ထောက်ဆင်းရမယ်လားမဘာကြောင့်လဲဈာကာလမှမရယုံနာမှမကွဲပဲအဲ့ဒီဈာကာလရပြီဆိုစိတ်သာချတော့ငါဘဲမှမသွားဘူးငါသုခရိဘုံနတ်ပြည်၆ထပ်သွားတော့မယ်လို့လားတစ်ထစ်ချပါဒါကြောင့်မလို့ဒါကယုံနာသဘာဝကွဲတာအဲ့ဒါဓာတ်ကြီးလေးပါးကိုလည်းအကြောင်းကျိုးမြင်ပြီးယုံသဘာဝနာသဘာဝကိုလည်းအပိုင်းပြဒုက္ခနှစ်ပါးခံစားတတ်တဲ့နာလည်းကွဲသွားတယ်ကွဲသွားတော့ခန္ဓာမှာဘုရားဟောတာပါလားသမာဓိရတယ်ကောင်းသမာဓိကကောင်းလာတော့ယုံသဘာဝနာမှာသတ္တစီဖြစ်နေတော့ဆင်ញင်တဲ့ခန္ဓာပေါ်မှာဓာတ်ကြီးလေးပါးပေါ်လည်းဆင်ញင်လိုက်တယ်နာမ်ပေါ်မှာလည်းဆင်ញင်လိုက်တယ်ယုံနဲ့နာနဲ့တွဲဆင်ញင်လိုက်တယ်ဘယ်လိုဆင်ញင်လိုက်တယ်ဒုက္ခဆင်ញင်တယ်ငါမြင်နေတာဒါကြီးအတုပယုတ်ကြီးပဲဒီယုတ်ကြီးပေါ်ဥသိနေတာကဝေဒနာတွေပါလားဝေဒနာတွေဟာဘာဘယ်လိုကဒီနာငါခံစားနေတဲ့သဘောဘုရားဟောတာခန္ဓာ၅ပါးယုံနာတရားပြစ်ပြီးပြည့်တဲ့သဘောတရားခန္ဓာ၅ပါးဘုရားဟောတာပါလားဘယ်လိုဟောတာယူပခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာနာမ်ခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုံနာနှစ်ပါးခန္ဓာ၅ပါးယုံနာတရားပြစ်ပြီးပြည့်တဲ့သဘောတရားဘုရားဟောတာတစ်မှန်ပါလားဘုရားတွေ့ပြီဘုရားမြင်ပြီဘုရားကိုယုံကြည်ပြီဘာကြောင့်လဲတဲ့ခန္ဓာတရားတွေ့တာဟုတ်ခန္ဓာတရားတွေ့တော့ဘုရားကိုမြင်ပြီဘုရားဟောထားတဲ့ဒေသနာသင်တွေကိုတရားတွေတွေ့ကြ